လာစစ်လို့ရှိရင်ရက်စော်နိုးဆိုရဲအဖြေတင်မကအောင်နော်နောက်ဆုံးကျင့်နဲ့သွားတဲ့အထီကိုမှကျင့်နဲ့ပြီးတော့လက်ခံသွားတဲ့အထီကို suggestion တွေပေးရနော် suggestion တွေပေးတယ်ဒါတွေကလည်းလေဟိုဟာလောက်ပါဒီဟာလောက်ပါဆိုကျမကဆရာမကြီးလည်းမဟုတ်ဘူးနော်ဆရာမကြီးလည်းမဟုတ်ဘူးနောက်ပြီးကြတော့Google လေးခောက်ပြီးတော့ဟိုလူပြောဒီလူပြောတွေကိုလေcopy paste တွေယူပြီးတော့လေကျမပြောနေရလည်းမဟုတ်ဘူးဒါပေမဲ့ကျမကိုယ်တိုင်ဒါဖြတ်တန်းလာခဲ့တဲ့ relationship နဲ့ပတ်သက်ပြီးတော့ကိုယ်ကြုံခံစားနာကျင်ခဲ့ရတဲ့အရာလေးတွေကိုကျမကမျှဝေပေးတာပဲရှိတယ်။နော်ဒီတော့ကျမတို့self love ပေါ့နော် self love ဆိုပြောပြန်ပြီ self love ဆိုလူတိုင်းပြောတဲ့စကားလုံးပေါ့နော်တော်တော်များများ self love ကိုအရင်တုံးတယ်လေဟုတ်တယ်ကျမတို့တကယ်တမ်းတော့ self love အားအရင်နေတယ်ဘာဖြစ်လို့ self love အားအရင်နေလဲဆိုတော့လေမျိုးသမီးတွေကအချစ်ကိုအပြင်မှာရှာတာကျမကိုယ်နိုင်လဲနှစ်ပေါင်းများစွာအပြင်မှာရှာတာဟိုလူရှိရလိုက်ရှာဒီလူရှိရလိုက်ရှာဘာဖြစ်လို့ဟိုလူရှိရလိုက်ရှာဒီလူရှိရလိုက်ရှာလဲဆိုတော့ဒီလိုကျမတို့ရဲ့နှလုံးသားလေးပေါ့နော်တကယ်တမ်းတော့หนีပြီးစုံနေရမယ်နှလုံးသားလေးရှိတယ်အဲ့ဒါကကြောင့်ဘာလဲဆိုတော့အပေါက်ကြီးဖြစ်နေတာအပေါက်ကြီးဖြစ်နေတော့ဟိုလူရှိရတောင်းတယ်ဒီလူရှိရတောင်းတယ်ချစ်ချင်းမြတ်တာအောင်မရဘူးဘာဖြစ်လို့လဲဆိုတော့ကိုကဒီထဲမှာအပေါက်ဖြစ်နေတာကိုကိုမပြည့်အောင်မဖြည့်ထားတာနော်အဲ့တော့ကိုကပြည့်အောင်မဖြည့်ထားပဲနဲ့အပေါက်ဖြစ်နေတော့ဟိုလူရှိရလိုက်ရှာဒီလူရှိရလိုက်ရှာအိမ်ကလိုက်ရှာပါတနာရှိရရှာမရပါဘူးဘာဖြစ်လို့လဲဆိုတော့သူတို့ချစ်တဲ့ love language လဲကျမတို့ ਨੇ တူချင်မှလည်းတူမယ်เนาะကျမဆိုလို့ရှိရင် love language ဆိုရင်ချစ်ချင်းမြတ်တာနဲ့ပတ်သက်ပြီးတော့နှစ်ခု quality time ရယ်ကျမကတန်ဖိုးထားတာ quality time ရယ်နောက်ပြီးတော့ physical touch ပေါ့နော် quality time ကျမလက်ခံလိုက်တဲ့ partner ကကျမကိုအဲ့ဒီ quality time မပေးဘူးဆိုတော့ကျမလုံးဝ distance ထားတာလိုက်တာဒိုးပဲ sorry ပဲဘာဖြစ်လို့ဆိုကျမလိုချင်တဲ့ချစ်ချင်းမြတ်တာ love language က quality time physical touch မရဘူးဆိုလို့ရှိရင်လည်းကျမကဒိုးပဲအကွာအဝေးကိုထားလိုက်တယ်အဲ့ဒီအတွက်ကြောင့်မလို့ကျမကဘာအားသာချက်ရှိသွားလဲဆိုတော့ကျမစိတ်ဆင်းမရအောင်လေတဲ့စိတ်မဆင်းရအောင်နော်စိတ်ဆင်းရဲမှုကိုကြာရှည်ကျမမှာထွေးပိုက်ထားတာမျိုးမရှိဘူးအဲ့တော့ကိုပေးလိုက်တယ် quality time ဆိုရင်ဒါပြီးကန်နေပြီဆိုတော့ကျမနည်းနည်းလေးတော့အတူဆုံးလေးပြောမယ် quality time ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမအချိန်ပေးလိုက်တယ်ကျမဘဝတိုးတက်မှုတွေရဲ့ဒါအခုအမျိုးသမီးတွေကိုကျမကူညီတဲ့နေရာတွေမှာအချိန်ပေးလိုက်တယ်နော် quality time ကိုအဲ့ဒီနေရာမှာအကျိုးရှိတဲ့နေရာမှာပဲသုံးလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမကို quality time မပေးတဲ့ partner ကိုကျမဘာမှ quality time ပေးစရာမလိုဘူး physical touch လည်းအဲ့လိုပဲကျမကိုချစ်ခင်မျက်နှာစွာနဲ့နော်မိုးရွာလို့ရှိရင်လည်းမိုးရွာသူတို့ထွေးပွေရယ်နေပြီလို့ရှိရင်လည်းကျမတနာကျင်တာဆိုတာနဲ့သူ့ကိုပြုစုဆောင်ရှောက်တယ်ဒါလေးပဲပေါ့နော်ကဲနောက်ဗီဒီယိုမှာတွေ့ကြရအောင်နော်